မိန်းကလေးတယောက်ဟာတောင်ရန်စားတောက်သူတဦးကိုမုံပြတလက်တစ်ခုပေးကမ်းခဲ့ပါတယ်အပြန်လန်းအနေနဲ့အဲ့ဒီလူကသူမကိုစုတ်တန်တစ်ချောင်းပြန်ပေးခဲ့ပြီးဒီစုတ်တန်ဟာသူမရဲ့ဘဝကိုပြောင်းလဲပေးနိုင်လိမ့်မယ်လို့ပြောခဲ့ပါတယ်မိန်းကလေးကဒီအကြောင်းကိုသူမရဲ့ဖခင်ဖြစ်သူကိုပြောပြဖို့အပြေးလွှားသွားခဲ့ပေမဲ့လှည့်ကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီလူဟာပျောက်ကွယ်သွားခဲ့ပါပြီပထမတော့သူတို့သားအဖဟာဒါကိုအတိမမတ်ခဲ့ကြပါဘူးဒါပေမဲ့မိန်းကလေးကအဲ့ဒီစုတ်တန်နဲ့စတင်ပကြီးဆွဲလိုက်တဲ့အခါမှာတော့စုတ်တန်ဟာချက်ချင်းဆိုတလို့ရေဆေးအောင်ဆုံးဖောင်းတိန်အဖြစ်ပြောင်းလဲသွားပါတယ်။သူမရဲ့ဖခင်ဈေးရောက်နေတဲ့ဆိုင်မှာဖောက်တယ်တွေနဲနေတာကိုမြင်တော့သူမကဆိုင်မှာလူတွေအများကြီးစီကားနေတဲ့ပုံကိုဆွဲလိုက်ပါတယ်။ခဏချင်းမှာပဲဆိုင်ထဲကိုလူတွေတိုးဝေဝင်ရောက်လာပြီးပစ္စည်းတွေကိုလူရက်ဝယ်ယူကြပါတော့တယ်။သူမရဲ့ဖခင်ပင်ပန်းအလုပ်လုပ်နေရတာကိုမြင်ရတဲ့မိန်းကလေးဟာသူမရဲ့ဖခင်ဟာတထေးကြီးတဦးရဲ့ကွဲကွာနေတဲ့တားရင်ဖြစ်ကြောင်းနောက်ထပ်ပကြီးတကားထပ်ဆွဲလိုက်ပါတယ်။မမျှော်လင့်ပဲဆိုင်ရှိမှာဇိမ်ခံကားတစ်စီးဆိုက်ရောက်လာပြီးတထေးကြီးကသူမဖခင်ကိုတားရင်ဖြစ်ကြောင်းဝမ်းသာအားရပြောကြပါတော့တယ်လူလက်ပိုင်းရွယ်ဖခင်ဖြစ်သူဟာဒါကိုကြားပြီးအံ့အားသင့်သွားခဲ့ပါတယ်ခွဲခွာနေရတဲ့နှစ်တွေအတွက်အစားထိုးတဲ့အနေနဲ့တထေးကြီးကတစ်တာတစ်လုံးပေးခဲ့ပါတယ်အဲ့ဒီထဲမှာဇိမ်ခံကားနဲ့ဘီလာအင်ဂျီရဲ့တော်တွေဒါမကအမေရိကန်ဒေါ်လာတန်တရာရှိတဲ့ဘဏ်ကတ်တစ်ခုပါဝင်နေပါတယ်အစားပိုင်းမှာတော့ဖခင်ဖြစ်သူကဒီလူတွေကိုလူလိမ်တွေလို့ထင်နေခဲ့တာပါအနီးအနားမှာကင်မရာတွေအများကြီးတွေ့တော့ဒါဟာဖျော်ဖြေရေးအစီအစဉ်တစ်ခု very show လို့သူကထင်သွားပါတယ်အဲ့ဒီနောက်သူကတထေးကြီးရဲ့ဇိမ်ခံကားပေါ်ကိုတက်လိုက်ပါတယ်တထေးကြီးကသူ့ဘဏ်အကောင့်ထဲကိုငွေအမြောက်များလွှဲပေးထားပြီးပြီလို့ပြောတဲ့အခါသူကလည်းစိတ်လှုပ်ရှားစွာနဲ့တထေးကြီးရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပါတယ်တထေးသားအဖြစ်တရုပ်ဆောင်ပေးရတဲ့အတွက်အခကြေးငွေရမယ်လို့သူကတွေးနေတာပါဒီအချိန်မှာမိန်းကလေးကပကြီးပြန်ဆွဲပြန်ပါတယ်သူမရဲ့ဖခင်မှာလှပတဲ့ဇနီးတယောက်ရှိစေဖို့သူမကဆူတောင်းပြီးဆွဲလိုက်တာပါတထေးကြီးရဲ့ဗီလာကိုရောက်တဲ့အခါချုံမောလှပတဲ့အမျိုးသမီးတစ်ယောက်ကသူတို့ကိုစောင့်ကြိုနေပါတယ်တထေးကြီးကသူမကိုဖခင်ဖြစ်သူရဲ့လက်ထောက်အဖြစ်ခန့်အပ်ပေးခဲ့ပါတယ်ဒါအပြင်တထေးကြီးကသူ့ရဲ့ကုမ္ပဏီတစ်ခုကိုပါလက်ဆောင်ပေးခဲ့ပါတယ်အဲ့ဒီကုမ္ပဏီဟာလွန်ခဲ့တဲ့ရက်ပိုင်းကတင်သူ့ကိုအလုပ်ထုတ်ခဲ့တဲ့ကုမ္ပဏီဖြစ်နေတဲ့အတွက်သူဟာအရန်ကိုဝမ်းသာသွားပါတယ်သူ့ကိုအနိုင်ကျင့်ခဲ့မှုတဲ့သူတွေအားလုံးကလည်းအဲ့ဒီမှာအလုပ်လုပ်နေကြတာပါကုမ္ပဏီကိုရောက်တဲ့အခါဒါဟာတရုတ်ဆောင်နေရတာလို့ပဲထင်နေတဲ့အတွက်သူ့ကိုအနိုင်ကျင့်ခဲ့မှုသူတိုင်းကိုတယောက်ချင်းစီလိုက်ပြီးပါရိုက်ပါတော့သူတို့ရဲ့တုတ်ပြန်မှုတွေကိုကြည့်ပြီးသူတို့ရဲ့တရုပ်ဆောင်ချက်တွေကောင်းလာကြည်လာလို့သူကစိတ်ထဲကနေချီးကျူးနေမိပါတယ်။အဲ့ဒီအချိန်မှာလက်ထောက်မျိုးသမီးကဝင်လာပြီးသူဟာအမှုဆောင်ရရှိချုပ်ဖြစ်အောင်အသစ်ဖြစ်ကြောင်းကြေညာလိုက်ပါတယ်။ဒါပေမဲ့မန်နေဂျာကဒါကိုလုံးဝမယုံကြည်ပဲလုံခြုံရေးတွေကိုခေါ်ပြီးသူ့ကိုဖမ်းခိုင်းပါတော့တယ်။ဝန်ထမ်းတစ်ယောက်ကလည်းဝိုင်ပလင်းကိုကင်ပြီးသူ့ကိုရိုက်ဖို့ပြင်လိုက်ပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့မိန်းကလေးဟာသူမရဲ့ဖခင်ကိုစူပါဟီးရိုးတယောက်ဖြစ်ပန်းချတီဆွဲလို့ပြီးနေပါပြီ။